တန်းစီရာတို့ကြားဖြတ်တာတို့နေရာဥထားပေးတာတို့ဒါလေးတွေကို English လို့ပြောတတ်ကြပြီလားမပြောတတ်သေးဘူးဆိုလို့ရှိရင်တော့ဒီနေ့မှာနည်းနည်းတူတူလေ့လာကြည့်ရအောင်ပထမဦးဆုံးအနေနဲ့တန်းစီရာကို English လို့ stand in line stand in line တန်းစီသည်သူ့အတွက်ဥမာလေးပြရမယ်ဆိုလို့ရှိရင်မင်းတန်းစီနေတာလားလို့ပြောချင်ရင် Are you standing in line Are you standing in line မင်းတန်းစီနေတာလားဒါမှမဟုတ်လို့ရှိရင် Are you in line Are you in line မင်းတန်းစီနေရလားဆိုပြီးတော့အတူကောင်းနေနဲ့ပြောလို့လည်းရပါတယ်ဂျားပြတ်တာကိုကြတော့ English လို့ cat in line cat in line ဂျားဖြတ်သည်သူ့အတွက်ဥပမာလေးပေးရမယ်ဆိုလို့ရှိရင်တော့ဂျားမဖြတ်နဲ့လို့ပြောချင်ရင် don't cat in line don't cat in line ဂျားမဖြတ်နဲ့ဒီလိုမျိုးလေးဥပမာပေးလို့ရတယ်ပေါ့နော်ကိုကနေပြီးတော့အလင်းလိုနေလို့တရားရောက်ကိုကြော်ပြီးတော့မမရှေ့ကိုသွားတာကိုကြတော့ go ahead of နောက်က noun လေးထည့်ပြီးတော့ပြောလို့ရပါတယ် noun လေး pronoun လေးထည့်ပြီးတော့ပြောလို့ရတယ်ပေါ့နော်သူကကွက်လက်ကိုကြော်ပြီးတော့ရှေ့ကိုသွားတာပေါ့တရားရောက်ရဲ့အရှေ့လေးကိုသွားချင်တာပေါ့သူ့အတွက်ဥမာလေးပေးရမယ်ဆိုလို့ရှိရင် excuse me I'm in a hurry can I go ahead of you Excuse me I'm in a hurry can I go ahead of you ဆိုပြီးတော့ပြောလို့ရပါတယ်တစိမ့်လောက်ခင်ဗျာတစိမ့်လောက်ရှင်ကျမအလင်းလိုနေလို့ပါခင်ဗျားကိုကြော်ပြီးတော့နော်မင်းကိုကြော်ပြီးတော့ရှေ့လေးကိုသွားလို့ရမလားဆိုပြီးတော့မေးတာဖြစ်ပါတယ်နေရာဦးထားပေးလို့ English လို့ပြောချင်ရင် hold my spot hold my spot ဆိုပြီးတော့ပြောလို့ရပါတယ်ဒါမှမဟုတ်လို့ရှိရင် hold my place hold my place ဆိုပြီးပြောချင်လည်းရပါတယ်သူ့အတွက်ဥမာလေးနဲ့ပြောမယ်ဆိုလို့ရှိရင်မင်းငါကိုနေရာဦးထားပေးလို့ရမလားလို့ပြောချင်ရင် can you hold my spot can you hold my spot ဆိုပြီးပြောလို့ရပါတယ်အဆုံးတစ်လုံးကတော့တိုးဝှေ့သည်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်တိုးဝှေ့တာကိုကြတော့ English လို့ jostle jostle တိုးဝှေ့သည်ဥမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်မင်းငါကိုတိုးဝှေ့နေတာရပ်ပေးလို့ရမလားCan you stop jostling me? Can you stop jostling me? ဆိုပြီးတော့ပြောလို့ရပါတယ် stop ရဲ့နောက်မှာကျတော့ verb ing လိုက်ရတာဖြစ်တဲ့အတွက် jostle ကို jostling အနေနဲ့ ing လေးပြောင်းပေးလိုက်တာပေါ့နော်ဟိုတန်းစီနေရတဲ့အခါမှာလူတွေကနေပြီးတော့တယောက်နဲ့တယောက်တိုးဝေးတာတွေနောက်ကတွန်းတာတွေရှိရလေအဲ့လိုအခြေအနေမျိုးမှာဒါလေးကိုတုံးပြီးတော့ပြောလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်တော့ဒီကနေ့မှာတန်းစီရာတို့ကြားဖြတ်တာတို့နေရာဥပေးထားတာတို့ပေါ့နော်အရန်ကိုအသုံးဝင်တဲ့စကားပြောလေးတွေကိုမျှဝေပေးသွားတာပဲဖြစ်ပါတယ်ဒီလိုမျိုးအင်္ဂလိပ်စာလေးတွေလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့နင်းရဲ့ Future Web Page လေးကို follow လုပ်ပြီးတော့အင်္ဂလိပ်စာလေးလာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်